အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Transporter Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီချိန်မှာတော့ UEFA Europa Conference League အကြောင်းကိုအနေငယ်ပြပြပေးသွားမှာပဲဖြစ်ပါတယ် UEFA Europa Conference League ဆိုတာကို UEFA က2021ခုနှစ်22ရာသီမှာစတင်ကျင်းပခဲ့တဲ့ပြိုင်ပွဲတစ်ခုဖြစ်ပြီးတော့ Champions League နဲ့ Europa League တို့ထက် level 9နဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်အခုအဓိကဖော်ပြပေးသွားမှာကတော့ UEFA Europa Conference League Final ကိုတက်ရောက်သွားပြီဖြစ်တဲ့ Chelsea အသင်းနဲ့ Real Madrid အသင်းတို့ရဲ့မှတ်တမ်းတချို့ကိုရှာဖွေတွေ့ရှိသလောက်ဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာChelsea FC Chelsea အသင်းကတော့အရင်က Champions League Europa League ပြိုင်ပွဲတွေဒါပြိုင်ခဲ့ပူးပြီးတော့အခုမှသာ Europa Conference League ကိုပါဝင်ရှင်ပြိုင်ပူးခြင်းဖြစ်ပါတယ်။ Chelsea အသင်းရဲ့ဥရောပပြိုင်ပွဲမှတ်တမ်းချို့ကိုဖော်ပြပေးခြင်းပါတယ်ခင်ဗျာ။ UEFA Champions League ကို2011-12ရာသီမှာတစ်ချိန်2020-2021ရာသီမှာတစ်ချိန်နှစ်ကြိမ်ပူးဆွဲခဲ့ပူးပါတယ်။ UEFA Europa League ကိုလည်း2012-13ရာသီမှာတစ်ချိန်2018-19ရာသီမှာတစ်ချိန်နှစ်ကြိမ်ပူးဆွဲခဲ့ပူးပါတယ်။ UEFA Super Cup ကိုတော့1998ခုနှစ်နဲ့2021ခုနှစ်တို့မှာနှစ်ကြိမ်ရရှိခဲ့ပူးပါတယ်။ UEFA Winner Cup ကိုလည်း1981ခုနှစ်မှာတစ်ချိန်1998ခုနှစ်မှာတစ်ချိန်နှစ်ကြိမ်ပူးဆွဲခဲ့ပူးပါတယ်။လက်ရှိမှာတော့ Europa Conference League မှာ Chelsea က Final သို့တက်ရောက်နေခဲ့ပြီးတော့ Real Madrid အသင်းနဲ့တွေ့ဆုံရမှာပဲဖြစ်ပါတယ်။လက်ရှိ Chelsea အသင်းရဲ့အစုအဖွဲ့ဖြစ်တဲ့ Prato Nato, Kopama, Jordan Sancho, Enzo Fernandez, Caicedoစတဲ့ကစားသမားအစုအဖွဲ့ကအလွန်အင်အားတောင့်တင်းနေပြီးတော့ Real Madrid အသင်းကိုအနိုင်ယူသွားနိုင်မလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရပါအောင်မယ်။နောက်ထပ်တစ်သင်းကတော့ Real Madrid အသင်းReal Madrid အသင်းကလည်း2023-24ရာသီမှာ La Liga မှာအဆင့်9နေရာကိုရရှိခဲ့ခြင်းကြောင့် UEFA Europa Conference League ကိုပါဝင်ရှင်ပြိုင်ရခြင်းဖြစ်ပါတယ်။အရင်တုန်းက Europa League နဲ့ Champions League တို့သာပါဝင်ရှင်ပြိုင်ခဲ့မှုတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ Real Madrid အသင်းရဲ့ဥရောပပြိုင်ပွဲမှတ်တမ်းတချို့ကိုဖော်ပြပေးသွားခြင်းပါတယ်ခင်ဗျာ။ Real Madrid အသင်းဟာစပိန်လာလီဂါဖလားကို1934ခုနှစ်35ခုနှစ်ရာသီမှာတစ်ချိန်ရရှိခဲ့ပြီး Copa del Rey ဖလားကို1986ခုနှစ်နဲ့89ခုနှစ်မှာတစ်ချိန်2004-2005ခုနှစ်မှာတစ်ချိန်2021-2022ခုနှစ်မှာတစ်ချိန်3ချိန်ရရှိခဲ့ပူပါတယ်။ Real Madrid အသင်းဟာ UEFA Champions League ကိုလည်းအချိန်ချင်းဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးနောက်ဆုံးရှင်ပြိုင်ခဲ့တဲ့ရာသီကတော့2005-2006ရာသီဖြစ်ပြီးတော့ထိုရာသီကအုပ်စုဆင့်နဲ့လှည့်ပြန်ခဲ့ရပူပါတယ်။ UEFA Europa League ကိုလည်း2022-23ရာသီမှာ16သင်းအဆင့်မှာ Manchester United ကိုရှုံးနိမ့်ပြီးတော့ထွက်ခဲ့ရပူပါတယ်။2023-2024ရာသီမှာတော့အုပ်စုဆင့်ရနဲ့လှည့်ပြန်ခဲ့ရပူတဲ့အသင်းလည်းဖြစ်ပါတယ်။လက်ရှိ2024-2025ရာသီမှာတော့ UEFA Europa Conference League မှာ Chelsea အသင်းနဲ့ Final မှာတွေ့ဆုံဖို့ရှိနေပြီးတော့ Real Madrid အသင်းဒီဖလားကိုရရှိနိုင်သွားမလားဆိုတာစိတ်ဝင်စားဖွယ်စောင့်ကြည့်ရပါဦးမယ်ခင်ဗျာ။ကဲဒါကတော့ UEFA Europa Conference League မှာ Final မှာတွေ့ဆုံမဲ့အသင်းနှစ်သင်းရဲ့မှတ်တမ်းချုပ်ကိုဖော်ပြပေးထားပဲဖြစ်ပါတယ်ခင်ဗျာ။မိတ်ဆွေတို့ရောဘယ်အသင်းတွေကိုဖလားရရှိစေချင်လဲ comment မှာရေးပေးသွားခဲ့ကြပါဦး။အဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ရဲ့ Transporter Channel လေးကိုလည်း like and subscribe ပြုလုပ်ပြီးခြင်းဖြင့်ကူညီအားပေးလို့ရပါတယ်ခင်ဗျာ။